အားလုံးပဲမင်္ဂလာပါရှင်25ရက်5လပိုင်း2026ခုနှစ်တနင်္လာနေ့တုန်းကညီမတို့ Sakura Sister ဂျပန်စာသင်တန်းကျောင်းရဲ့စားသောက်ဆိုင်ဗီဇာ Plan A နဲ့ဂျပန်နိုင်ငံကိုထွက်ခွာကြတဲ့အကြောင်းသူလေးတွေကိုလေစိတ်အထိလိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။လေစိတ်မှာမိဘဆွေမျိုးတွေရောညီမတို့ Sakura Sister မှဝန်ထမ်းတွေကလည်းလိုက်လံအားပေးပို့ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုလိုမျိုးတကယ်ထွက်ရမယ့်အချိန်မှာတော့ခွဲခွာရလို့ဝမ်းနေစိတ်လေးတွေရှိပေမဲ့တစ်ဖက်မှာလည်းကိုယ်အိမ်မက်တွေအတွက်ဂျပန်နိုင်ငံကိုသွားရတော့မယ်ဆိုတော့အားလုံးရဲ့မျက်နှာမှာစိတ်လှုပ်ရှားတက်ကြွနေတဲ့ပြုံးလေးတွေလည်းမြင်တွေ့ရပါတယ်အခုဆိုလို့ရှိရင်ဂျပန်နိုင်ငံကိုထွက်ခွာကြမယ့်ညီမလေး73ယောက်ကိုအင်တာဗျူးဗီဒီယိုလေးလည်းလုပ်ထားပါတယ်အဲ့ဒီအင်တာဗျူးဗီဒီယိုလေးကိုလည်းဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော်မတို့မင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါဟုတ်ကဲ့အခုပေါ့နော်ဒါဂျပန်ကို Plan A နဲ့သွားတော့မှာဆိုတော့အင်တာဗျူးအောင်ပြီးတဲ့အချိန်ကနေစပြီးတော့အခုလိုမျိုးလေရင်ခွင်းရောက်လာတဲ့အချိန်အထိကိုအချိန်တစ်ခုထိတော့စောင့်ခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်တွေမှာစိတ်လုံရှားမှုတွေဒီညှော်လင်းချက်တွေကိုဘယ်လိုမျိုးများထိန်းခဲ့လဲမသိဘူးရှင်ဂျာထဲမှာတော့စိတ်လှုပ်ရှားတာတွေကတော့အများကြီးပေါ့ပထမစာချုပ်ချုပ်တော့2025မှာထွက်ရမယ်ဆိုပြီးမှဂျာထဲမှာလည်းပြည်ထနာမျိုးစုံနဲ့ဒီခု2026တိရောက်သွားတယ်ပေါ့နော်ဂျာထဲမှာတော့ဒီလိုပဲပေါ့ပြည်ထနာမျိုးစုံအကြောင်းကိုမေးလိုက်တင်းagency ကိုမေးလိုက်နေပဲအကောင်းဆုံးဖြည့်ရှင်းသွားကြပါတယ်ဟုတ်ကဲ့ရှင်ဟုတ်အဲ့လိုအချိန်ခါတော့တွင်မှာပေါ့နော်ဒီအိမ်ကကိုယ့်ရဲ့မိဘတွေပတ်ဝန်းကျင်ကလူတွေကရောကိုယ့်ကိုဘယ်လိုမျိုးဖိအားလေးတွေပေးတာမျိုးရှိခဲ့လားမသိဘူးအိမ်ကတော့ဖိအားပေးတာတော့မရှိပါဘူးကိုရွေးချယ်ထားတဲ့လမ်းမို့လို့အကောင်းဆုံးစူးစမ်းပြီးရှောက်ဖို့ပဲပြောပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်ဒီပေါ့နော်အခုလိုမျိုးစူးစမ်းလာတဲ့ခရီးတစ်လျှောက်မှာ Sakura Sister Bag ကနေစမ်းစေးတွေကရောဘယ်လိုမျိုး support ပေးခဲ့တာမျိုးတွေရောရှိလဲမသိဘူးရှင်ဟုတ်ကျောင်းလိုက်ကတော့အခုဒီမှာလို့ပေါ့ဒီ Plan A နဲ့ကုမ္ပဏီဘက်ကလည်းစိတ်ချအကြောင်းပြောတော့ဘယ်လိုလဲဖြစ်ကိုယ်စိတ်ဓာတ်မှာတော့ရောက်မှတည်ကြဖြစ်တဲ့အတွက်အကောင်းဆုံးပဲဒီပေါ့စိတ်ရည်ရှင်နေပဲဆက်ပြီးတော့ပဲစောင့်နေလိုက်ပါဟုတ်ကဲ့ရှင်ဟုတ်အဲ့ပေါ့နော်အခုဒီဂျပန်ကိုထွက်ခွာတော့မယ့်အချိန်မှာ Sakura Sister အကြောင်းကိုရောဗာများပြောချင်လဲမသိဘူးရှင်အခုလိုမျိုးအချိန်ကြာကြီးပဲစောင့်ပေးပြီးတော့အခုခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တို့ဆန်စီနန္ဒာနဲ့RI ဆန်စီတို့တင်ကြတခုတော့အကုန်လုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်ပေါ့နော်အခုထပ်ပြီးတော့ဒီဂျပန်နိုင်ငံကိုသွားဖို့ပြင်ဆင်နေကြတဲ့ဒီမောင်လေးညီမလေးတွေကိုရောဘယ်လိုမျိုးအားပေးစကားလေးတွေပြောချင်လဲမသိဘူးရှင်Plan A နဲ့Plan B ရဲ့ဆိုင်တော့အများကြီးအခွင့်အရေးလည်းအများပို့ပြီးတော့တာဖြစ်တဲ့အတွက်ဘယ်လိုလဲဖြစ်ဖြစ်အခုနောက်ပိုင်းဆိုရင်လည်းအချိန်များအရင်လောက်မကြောက်ဖြစ်တဲ့အတွက်စိတ်ချရည်နဲ့စောက်ပေးပြီးတော့ပဲ Plan A နဲ့ပဲထွက်ဖို့အကြံပေးချင်ပါရှင်ဟုတ်ကဲ့ရှင်ဟုတ်ဒီပေါ့နော်နောက်ဆုံးမေးခွန်းလေးအနေနဲ့ဒီစားတောက်ဆိုင်အလုံးနဲ့သွားမှာဆိုတော့ဂျပန်ဆိုင်မှာ customer တွေကိုကြိုဆိုမဲ့အမှန်အပြည့်နဲ့ပေါ့နော်အီရာရှာအီမာဆေလို့ဆိုတာကိုအားလုံးတူတူတစ်ခါလောက်ပြောပြလို့ရမလားရှင်အကုန်လုံးပေါင်းပြီးတော့အမှန်အပြည့်နဲ့1、2、3いらっしゃいませはいありがとうございますありがとうございますဂျပန်နိုင်ငံကိုရောက်တဲ့အခါမှာလေလုပ်ငန်းခွင်မှာအဆင်ပြေပြေနဲ့မိသားစုကိုလှုပ်ကျွေးနိုင်တဲ့သမီးလိမ္မာလေးတွေဖြစ်ကြပါစီလို့ Sakura Sister မိသားစုကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲအစစရရအဆင်ပြေပါစီညီမလေးတို့ရေ